ပတ်စိုးကြုံမငင်းခဲ့တဲ့ဒိတ်တင်သတင်းများ K-drama နဲ့ K-pop fan တော်တော်များများသိကြတဲ့မင်းသားတစ်ယောက်ဖြစ်တဲ့ပတ်စိုးကြုံဟာဆိုရင်တော့သူ့ရဲ့တရုပ်ဆောင်ရေးချမ်းတွေကြောင့်နာမည်ကြီးတဲ့မင်းသားဖြစ်ပါတယ်။တာမန်ဇက်ကောင်လေးတွေရနေပြီးထိတ်တန်းမင်းသားအဆင့်ကိုရောက်လာခဲ့တဲ့သူဟာယောက်ျားဆန်တဲ့ရုပ်ရည်ရှိတာကြောင့်တော်တော်လေးကိုလူကြိုက်များတဲ့မင်းသားဖြစ်ပါတယ်။ဒါအပြင်အနုပညာအတိုင်းဝိုင်းမှာအတိမိတ်ဆွေတွေများပြီးတော့ဖော်ရွေတတ်တယ်လို့လူသိများတဲ့ပတ်စိုးကြုံဟာဒိတ်တင်သတင်းပေါင်းအများများစွာချက်ခဲ့ပူပါတယ်။စကားတူတူရိုက်ကူးတဲ့မင်းသမီးတွေနဲ့သတင်းထွက်တာမျိုးဟာဖြစ်လေရှိပေမဲ့လည်းပတ်စိုးကြုံကဒိတ်တင်တော်တော်များများကိုမဟုတ်ဘူးလို့ညင်းလေးရှိတဲ့သူပါပဲ။ဒီနေ့မှဆိုရင်တော့ဒိတ်တင်သတင်းတွေထွက်လာပေမဲ့ပတ်ကြီးကိုယ်တိုင်ကမငင်းတဲ့အပြင်တွဲနေတဲ့အကြောင်းသိကြတယ်လို့ယူဆနိုင်တဲ့နှစ်ယောက်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပတ်စိုးကြုံကိုယ်တိုင်အတည်ပြုခဲ့တယ်လို့ယူဆနိုင်တဲ့ပထမဆုံးဒိတ်တင်သတင်းဟာဆိုရင်တော့ပရိသတ်တော်တော်များများကိုစိတ်ပြက်စေခဲ့ပါတယ်။အရင်တော့က idol လို့ဖို့အတွက်စူးစမ်းပြီးတော့မအောင်မြင်ခဲ့ဘဲနဲ့လက်ရှိချိန်ကျမှ YouTuber တယောက်အနေနဲ့လောက်ကိုင်းနေတဲ့ Zoo ဟာဆိုရင်တော့ပတ်ကြီးနဲ့ဒိတ်တင်သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေဟာဆိုရင်တော့တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသားတယောက်အနေနဲ့အခုလိုမျိုး internet ဆယ်လီတယောက်နဲ့ချစ်သူဖြစ်သွားတာတွေကိုလက်မခံနိုင်ဖြစ်ခဲ့ကြတာပါ။သတင်းထွက်လာပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့ agency ကနေပြီးအမှုပညာရှင်ရဲ့ကိုရေးကိုရာပါဆိုပြီးတော့ထုတ်ပြန်ခဲ့သလိုဒီလိုထုတ်ပြန်မှုအများစုဟာသတင်းမှန်မှထုတ်ပြန်ကြတာဖြစ်ပါတယ်။ဒါအပြင်ပတ်စိုးကြုံကိုယ်တိုင်ကလည်းသတင်းစာရှင်းလင်းပွဲမှာသူ့အနေနဲ့ကိုရေးကိုရာကိစ္စတွေကိုအခုလိုမပြောချင်ကြောင်းညှင်းဆန်ခဲ့တာပါပုံမှန်အပြင်မင်းသားတွေကအခြေရေးသတင်းကိုမဟုတ်တာသိကြတယ်ဆိုရင်ပုံပွင့်လင်းလင်းညင်းလေးရှိကြတာကြောင့်ကိုရေးကိုရာမလို့မပြောချင်ပါဘူးဆိုတဲ့အကြောင်းအရာဟာသတင်းမှန်ကန်တယ်လို့ဆိုလိုနိုင်ပါတယ်ဒီဇိုဟာဆိုရင်တော့နာမည်ကြီး K-pop အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ဝင်ဂျင်းနီနဲ့လည်းယဉ်နေပြီးတော့နှစ်ဖက်စလုံးနဲ့တည့်ရသူတွေလည်းများပါတယ်။ဒါအပြင်သူမရဲ့ကိုယ်ပိုင် Instagram အကောင့်ကနေတဆင့်ပတ်စိုးကြုံနဲ့ဆင်တူဖြစ်တဲ့အုတ်ထုတ်လဲဆွဲမျိုးတွေကိုတင်နေပြင်ပတ်စိုးကြုံရဲ့လက်လို့ယူဆရတဲ့လက်ပုံတွေကိုပါတင်ခဲ့ဘူးတာဖြစ်ပါတယ်။ပတ်စိုးကြုံရဲ့နေအိမ်ရှိမှာပါဓာတ်ပုံရိုက်ကူးတာတွေပါရှိခဲ့တာကြောင့်ပရိသတ်တွေကသူ့ကိုတော်တော်လေးစိတ်ပြတ်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့နှစ်ယောက်သားဟာပြက်ဆဲသွားပြီးတော့ပတ်စိုးကြုံဟာဆိုရင်လေ Blue Rank Design လို့ခေါ်တဲ့တရုပ်ဆောင် model တယောက်နဲ့ပြန်ပြီးတော့ဒိတ်တင်သတင်းတွေထွက်လာခဲ့တာပါဒီ Blue Rank Design လို့ခေါ်တဲ့ Hollywood model တရုပ်ဆောင်ဟာလေပတ်စိုးကြုံနဲ့အတူတူဒိတ်နေတယ်ဆိုပြီးတော့သတင်းတွေထွက်ထားတဲ့သူဖြစ်ပါတယ်ဒီဇိုင်းလို့ခေါ်တဲ့ဒီဂျပန်အမေရိကန်ကောင်မလေးဟာအသက်16နှစ်ကလေးကအမှုပညာလောကမှာနာမည်ရနေတဲ့ model တယောက်ဖြစ်လာတာပါဂျပန် show တစ်ခုကနေနာမည်ရလာခဲ့တဲ့ဒီဇိုင်းဟာနောက်ပိုင်းမှာ model တယောက်အနေနဲ့ပို့ပြီးတော့အာရုံစိုက်ခဲ့ပြီးထူးချွန်တဲ့မှတ်တမ်းတွေအများကြီးကိုပိုင်ဆိုင်ထားတဲ့ model ဖြစ်ပါတယ်တရုတ်ဆောင်ပိုင်းမှာလည်းပွဲဥထွက်ထားတဲ့ series တွေရှိနေပြီးတော့အတိအမှတ်ပြုခဲ့ရတဲ့မင်းသမီးတယောက်ပါဒီဇိုင်းနဲ့ပတ်စိုးကြုံတို့တွဲနေတယ်ဆိုတဲ့သတင်းတွေကနှစ်ယောက်သားဂျပန်မှာအတူတူရှိနေတဲ့ပုံတွေကနေပြီးတော့သတင်းတွေထွက်လာတာဖြစ်ပါတယ်။ဒါအပြင်ပွဲတစ်ခုမှာပတ်စိုးကြုံဟာဒီဇိုင်းဘေးနားနဲ့ရင်မောပြီးတော့ကြည့်နေတဲ့ပုံတွေအပြင်နှစ်ယောက်သားဟာတူညီတဲ့နေရာတစ်ခုကိုပဲအတူတူသွားပြီး Instagram မှာပုံတွေအတူတူတင်ခဲ့ကြတာကြောင့်သတင်းတွေကပို့ပြီးတော့သိကြလာခဲ့တာဖြစ်ပါတယ်။ပတ်စိုးကြုံရဲ့ကုမ္ပဏီဘက်ကနေပြီးတော့ဒိတ်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်လာခဲ့တဲ့အကြောင်းအရာမှာလည်းအမှုပညာရှင်ရဲ့ကိုရေးကိုရာအကြောင်းမှာဆိုပြီးတော့ပဲထုတ်ပြန်လာတာကြောင့်ထင်မြင်ယူဆချက်တွေကပို့ပြီးတော့မှန်ကန်သွားခဲ့တာဖြစ်ပါတယ်။ဒိတ်တဲ့သတင်းတွေထွက်ပြီးတော့မကြခင်မှာပဲဒီဇိုင်းရဲ့ fan တွေကတော့ပတ်စိုးကြုံဟာဒီဇိုင်းနဲ့မတန်ဘူးဆိုပြီးတော့နှမျောတသားမှုတွေဖြစ်ခဲ့ပါသေးတယ်။သတင်းတွေထွက်ပြီးမှတော့နှစ်ယောက်သားဟာပုံမှန်တိုင်းပဲနေရင်းနဲ့ဒိတ်တဲ့နဲ့ပတ်သက်တဲ့အကြောင်းတစုံတစ်ခုကိုမှထောက်ဖော်ပြောပြခြင်းမရှိခဲ့ကြပါဘူး။ဒီနှစ်ယောက်ကတော့ပတ်စိုးကြုံရဲ့ဒိတ်တဲ့ထွက်သမျှမှာသူတို့ကိုယ်တိုင်မဖြေရှင်းမဲနဲ့ကိုရေးကိုရာအကြောင်းမှဆိုပြီးတော့ညှင်းဆန်ခဲ့တာကြောင့်တကယ်တွေးခဲ့တဲ့သူတွေဖြစ်တဲ့ဆိုပြီးပရိသတ်တွေကယူဆထားတဲ့သူတွေဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောသူတို့နှစ်ယောက်နဲ့ပတ်စိုးကြုံဟာတကယ်ပဲတွဲခဲ့တာဖြစ်မလားသတင်းတွေကဖွာကြရုံပဲလားတကယ်တွဲပြသွားကြတယ်ဆိုရင်ရောသဘောတူနိုင်သလားဆိုတာပြောပြပေးခဲ့ကြပါအောင်နော်အမြဲတမ်းချစ်ခင်ပေးကြလို့တယောက်ချင်းစီအောင်ကျေးဇူးများကြီးတင်ပါတယ်အသေးသေးတော့ကြောင်းရိုင်းနဲ့ပြန်လာခဲ့ပါအောင်မယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပေးရစေ like and share subscribe ခါလောက်လေးနှိပ်ခဲ့ပါရှင် bye bye